Oh shit ခုတော့ညတာရောက်သွားပြီပဲအဲ့ဒါဆိုငါတို့စထွက်ရအောင်โอเคအပြင်ဘက်ကိုအရင်ဆုံးကြည့်မယ်လုံခြုံမှုရှိတာအားရဇွန်ဘီကနဲတာရင်မဟုတ်ဘူးကွာโอเคအဲ့ဒါငါဘယ်ကနေစတော့ရင်ကောင်းမလဲလိုက်ရှာဒီမီးရမလင်းဘူးလားမသိဘူးโอเคနေရောဒီမှာဆိုရင်စင်ပြေအဲ့တော့ဒီကနေပေါက်သွားလိုက်โอเคလောဆယ်တူးလို့တော့ပြီးသွားပြီညံ့နေတယ်တူးမယ်နောက်ပြီးဘယ်နေရာလဲမသိရေချိုးကန်းလို့အိမ်နာလို့တော့ရောက်တော့တာပဲโอเคအဲ့ဒီရှိမရှိကြည့်မယ်တစ်ဖက်ကကြည့်ပြီးတော့နောက်တစ်ဖက်ကမရှိဘူးတစ်ဖက်ကမရှိဘူး clear ကုန်ရှင်းတယ်အဲ့ဒါဆိုရင်ဒီမှာနည်းနည်းပါလိုက်ပြီးစစ်ဆေးရမယ်ဒီကျွန်တော်ချက်ထဲမှာဘာမှမရှိအဲ့ဆိုဟုတ်ဘာမှမရှိခုနစားပါလေမဲနေတော့ကျွန်တော်လည်းတိတ်နေရတော့ကွာထားလိုက်ပါတော့โอเคပေါ်ချက်ဘာမှမရှိအဲ့ဆိုရင်ဒီကတော်တော်လဲမောင်တယ်ငါမှမီးတော့လည်းမရှိတော့လုံးလို့မရအဲ့တော့ဒီကတော့တန်တကားကြီးဆိုမဖြတ်တော့ပါအဲ့ဆိုရင်ဒီတိုင်းပဲလိုက်ပြီးရှာပြီးတော့လိုက်ရှာလိုက်ပါမယ်Get it off my chest, I will do my best. I know what you fear, similarities we possess. Never will I pass the test. The scene is fading, can my soul be put to rest? That is gonna come from me, be the change I couldn't be. Okay, လေကားလေးတက်ရမောလာပြီကွာအေးအပေါ်တက်နေဟိုတုံးမွေးတာโอเคအော်ရအပေါ်မှာအဆုံးမဲ့โอเคတူးမယ်လားဒီပေါ်တက်မယ်မင်းကွာငါဒီလိုင်းလျှောက်သွားလာတာမောနေโอเคအော်ဒါရဖြတ်စရာမလိုတော့โอเคအပေါ်ဆုံးအထက်တော့ရောက်သွားပြီကွာဒါမှလည်းအရင်မမြင်နေဘူးဆေးအောင်ဟာဟိုအပေါင်းပုံစံဟိုဘက်ကဟာလာတော့မသိဘူးမဲ့ဒီပေါ်တက်ကြည့်မယ်အဲ့ဒါမှကျွန်တော်တို့ပတ်ဝန်းကျင်ကိုကြည့်လို့ရမှာကွာအဲ့တော့ဟိုဘက်ကိုကျွန်တော်ရဲ့ skill နဲ့ຫນွေပင်ခုံပြတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ကຫນွေပင်ရတယ်ချုပ်တယ် okay 3အားရဒိုင်မေတော့ထိပေမဲ့ရောက်တော့ပဲ okay အပုတ်တေချာကြည့်မယ်ဒါဒီຫນွေပင်တွေကတာမန်လူတွေဆိုရင်တော်တော်နဲ့တက်လို့လွယ်ပါမဟုတ်ဘူးကျွမ်းရင်လူတွေဒီຫນွေပင်တက်လို့ရပြန်ຫນွေပင်တွေကရှုပ်ချက်ခက်နေရတယ်ဟိုဘက်တိုး okay အဲ့မှာညက်ပြီးအိမ်မှာငါဆောက်ပြနေတာပဲဒီမှာလက်နေတယ်အစင်မပြေဝေးအိုးတေကန်သီးလေးပဲကွာတော်ရီရပုတ်တရားမတေတော့မလို့โอเคတမ်းမိထီပါဗျာမီပြင်းလိုက်တာကွာโอเคဒီလိုတက်မယ်ဖြည်းဖြည်းချင်းတက်မယ်အိုးလောက်ပြန်ပြီခေအောင်ကြီးတတုံးနှစ်တုံးပဲကျန်တော့တယ်ကွာโอเคဖြည်းဖြည်းချင်းစိတ်ရှော့လက်နေရဆိုစိတ်ရှော့ကိုယ်ကြီးမှာဘလော့တွေရောမရှိဘူး night version က3ကျင်မိမှလည်းမ3ကျင်ပြန်ဘူးโอเคဖြည်းလေးတက်မယ်နောက်ဒီဘက်ပြန်တက်ဟုတ်ပြီအိုးလက်နေဟေးလက်တယ် shift နဲ့ဒီကနေဒီလိုတက်ဒီโอเคshift နဲ့ခုံမယ်ကွာလေးလားအရာကခုံโอเค shift နဲ့အဲ့မှာအဆုံးမဲ့အပေါ်တက်လိုက်ရုံပဲအဲ့မှာအပေါ်ဆုံးရောက်တော့ရပါโอเคဟမ်ချက်မသိဘူးဘယ်ရတယ်ပါလားဘာလဲတော့မသိဘူးကျွန်တော်တရင်ပြောဟိုကျွန်တော်စကန်ကပြောလိုက်တာတော့အဲ့တော့ဘုံဒီနာကကြာတာတခုစီတယ်တဲ့အဲ့ဒီပုံများလားမသိဘူးโอเคအပေါ်ကနေကြည့်လိုက်တော့ဟိုဘက်မှာကားတွေအများကြီးပဲနောက်ဟိုဘက်မှာကတစ်တော်လားပါလားမသိဘူး
ဟိုမှာတတော်ရနေတူလားအဲဒီကကားရနေဒါပေမဲ့တော်တော့ကြည့်ရဆိုကျဲတော့ကျဲဒါပေမဲ့လည်းနောက်တော့အရင်ဆုံးဒီတစ်တာတွေကိုကြည့်အောင်လက်တွေကတစ်တာတွေထဲမှာတရားကြအိုးဒါပါလေးလေပါလေဘာဆိုလာပဲပြီးတော့ကွာအဲ့မှာကြီးရ10တော့โอเคကျင်းရတယ်နောက်တစ်ခုအိုး granite က1 start တော့ပြီးသွားနောက်တစ်9ခုပစ္စည်းထည့်ရမယ်ရှုပ်တယ်အဲ့ဟာကြောင့် story ကကြီးရင်ကိုကပို့သုံးမွေးလားကဲဘုံဒါမှလည်းခွေးကျွေးဖို့တော့ထပ်သိမ်းလာလိုက်ပါကျွန်တော်တကယ်ချင်းကောင်းအဲ့တော့โอเคဒီဘုံမှာရတော့စနိုက်ပါလား Brain M82 တော့စနိုက်ပါတစ်မျိုးပဲပေါ့ပြောတယ် energy step နောက်ကM2 rocket ကြီး 4 လေးလုံးပြူ rocket ကြီးကောင်းလိုက်လားโอเค sniper rocket ကော်သွားပြီအဲ့ဒါနဲ့ဆိုရင်စောင်းကျေးဇူးတင်ပါရဗျာโอเคဒီဘာလို့ငလည်းမရှိဘူးเนาะအဲ့တော့အောက်ကိုဘယ်လိုဆင်းမှာအောက်ကိုဘယ်လိုဆင်းမှာဂျာဗိုင်လောဆယ်လက်နေအောက်ကိုဒီတိုင်းပဲဆင်းလိုက်တော့မယ်ဗီဒီယိုလေးကိုခဏလေးရက်လိုက်တော့မှာကွာโอเคကျွန်တော်နေရာတော့ပြန်ရောက်တော့ရေကွာအဲ့တော့ပစ္စည်းတွေကလိုတာလေးခဏထုတ်မယ်ထုတ်ပြီးတော့မီးဖို့တက်တားတွေကိုခရက်ပြီးတော့မီးတုပ်လေးလုံးမယ်ကွာကျွန်တော်ခုနကမီးတုပ်လေးမလုပ်ရတော့မီးတုပ်လုံးမယ်โอเคcoolโอเคရတယ်မီးတုပ်8ခုရပြီအဲ့ဆိုရင်ကျွန်တော်မီးတုပ်ကင်တာလင်းတော့လင်းနေတယ်ပေါ့โอเคဒါပါမော့ကြတယ်တော့မသိဒါပေမဲ့လက်တစ်ဖက်မှာတော့ထားလို့မရအဲ့တော့မီးဖို့နဲ့ကင်မှုတွေလုံးမယ်โอเคမီးတုပ်ထားမယ်โอเคဘာကင်မှလည်းမရှိပါဘူးကင်ပြီးတက်တည်ကြည်အားတော့အတော့ crafting table ဒီဘက်ထားမယ်crab မယ်ဘာရှိလဲgranite ကhelmet ကျွန်တော်လုပ်ဖို့လိုတယ်ဒါအတိုင်းလုံးလေဒါရဲ့အိုင်းပဲဒါပေမဲ့အဲ့ဒါရဲ့အသိမကြိုက်ပါဒါပဲလုပ်မယ်ကွာဒိုင်းမုံဆိုတော့ပိုပြီးကောင်းမယ်ထင်ပြီးတော့ဒီမှာဂန်းလုပ်တဲ့ဟာဘောပဲတာကိုပိုင်လေဒါအိုင်း crafting ဒါဟောပြတဲ့ဟာဒါကကြီးစားနေโอเคဒါလည်းလောကောင်းတာဘာလို့လောက်တာနှစ်ခုစလုံးလောက်ရမှာ Organic crab ဆိုတော့အဲ့တော့ကိုးတွေအိုင်းတွေဒိုင်းမုံတွေလိုအပ်တယ်ကိုပါတွေရောခိုးတွေရောလိုအပ်တယ်တဲ့ဟာပဲโอเคကျွန်တော်အခုမနက်တော့နိုးလာပြီကွာမနက်နိုးလာဆိုတော့ဒါကုံဖြုတ်မယ်မိတော့ဖြုတ်မယ်ဟုတ်တယ်ဟုတ်ပြီနောက်ဒီ barrier ထဲမှာပစ္စည်းတွေလိုရတဲ့ပစ္စည်းတွေယူရမယ်ကွာမလိုရရင်မယူတော့ထားခဲ့လိုက်โอเคစွပြုတ်တွေကယူရလိုက်မယ်အစားအသောက်တော့ဆိုတော့ဘုံချက်ကလိုလာယူကောင်းဒါနဲ့လိမ့်potato မလို့โอเคအဲ့ဒါပဲလို့တော့အဲ့ဒါနဲ့ယူပြီးတော့မယ် let's go အချိန်မှာ zombie ရှိနေမှာအဲ့ဒါဆိုရင်ကျွန်တော် granite ကိုတုံးမယ် granite ချက်ပစ်ကြည့်အောင်โอเคပြလိုက်ပြီzombie တကယ်ဝင်လို့ရတယ်ကွာကျွန်တော်တစ်ဖက်ပဲပိတ်တာနောက်တစ်ဖက်ကပွင့်နောက်တစ်ဖက်ကထွက်အဲ့ပွင့်တဲ့ဘက်ကနေ zombie ရမဝင်လာကတိကတက်မှန်ခွဲဖို့ပဲလို့ကဲကျွန်တော်တို့ခုနကကျွန်တော်အမြင်ကနေကြည်ထားဆိုတော့ဘယ်နေရာကိုသွားမလဲဆိုတော့ဘယ်နေရာသွားရင်ကောင်းလဲဆိုတော့ကျွန်တော်စဉ်းစားပြီးသားဆိုတော့โอเคရှေ့မှာကားပါဆိုတာပဲကြည့်ရကားပြင်းတဲ့ဆိုင်နဲ့တူပဲโอเค
ကားပြင်းတဲ့အထဲဝင်လိုက်တာကွာကျွန်တော်လိုတဲ့ပစ္စည်းများရှိမလားလို့တကူမှအသုံးစားမယ်ဟာအပြင်မဲ့ထွက်ပြီးတော့ထွက်တာပဲကွာဟုတ်အနောက်ကဇုံကြီးက၄កောင်လိုက်လာနေတိနေကိုွေကွာမင်းတို့ကောင်နေကွာโอเค grenade ပြစ်ခဲ့တော့ပြေး grenade ကလူဆိုရင်တော့တစ်ချက်ပဲဇုံကြီးရောမသိဘူးကွာဟုတ်တကောင်ပဲ one shot ဖြစ်တယ်ကွာပြအဲ့ကောင် grenade နေမိရတယ်လို့ရှားကောင်ညာ damage ပဲတီးပါမသိပါဟေးအယိုးကောင်းနေဝေးရိုးကောင်းရဟုတ်လားကျွန်တော်တငယ်ချင်းရိုးကောင်းရှိတယ်ရအဲ့ဒါကျွန်တော်ကောင်းမှဆွတ်ထားလိုက်အဲ့ဒါဆိုရင်ကျွန်တော်မှ helmet တခုရပြီပေါ့ကွာအစ helmet မရှိဘူးဖြောင်းနဲ့ okay အဲ့ဒါဆိုရင်ပေါင်းရင်ကြည့်တယ်ဘာမှမရှိကျွန်တော်ဒီဘက်သွားမယ် okay okay ကျွန်တော်ခုလောဆယ် store ဆိုင်တစ်ခုတွေ့ထားတယ်store ဆိုင်နဲ့အားရ store ဆိုင်နဲ့ဝင်ကန်နီးရွယ်ရှိရဲ့အရှိမ zombie ကတကားကိုတက်ပြီးလာချင်းနေဟုတ်လားအားရ okay reload မြန်ပြီးတော့ okay ဟုတ်ပြီreload တာလေးလက်ပြီးတော့ချကွာဟုတ်တော့ကောင်းဟုတ်ရနည်းတော့တနက်ကဂျန်ဖြစ်ချင်arrow ကပစ်ထားကြတယ်ဒီလိုနောက်တစ်ကောင်ဒီကောင်နေတစ်ကောင်တစ်ချက်ပဲရတယ်နောက်ကကောင်နေကဒါမှမထိလို့ပဲကွာကဲ reload အမြဲအေး what the fuck reload ကြာတာဟုတ်တယ် no တစ်ချက်ထိုးသွားတာလို့ကြာတေးမချင်းတူဆိုတော့တစ်ချက်ထိုးသွားတယ်အားရနောက်တစ်ကောင်ဟာကျွန်တော်ဒီ zombie ကဘယ်လောက်ထိတွင်းနေလဲဆိုရင်ဘယ်မှာနေတာဒါပြီးတော့ကျွန်တော်ကြောက်နေတာတေးပါပေါ့နဲတာမဟုတ်အထဲမှာအုပ်လိုက်ကြီးပဲတမီသားစုလုံးများဟိုကပြောပျော်ပွဲစားထွက်လာလားမသိဘူး zombie တွေကနဲတာမဟုတ်ဘူးโอเคအဲ့ဒါဆိုရင်ကျွန်တော်reload မယ်ကျွန်တော်ဒီကန်းနေရာမိုက်တယ် reload တာပဲဖြစ်နည်းနည်း damage ကတော့တိတ်ကြီးမရှိဘူးကွာโอเคအဲ့ဆိုရင်နောက်တခြား weapon တွေကိုလည်း reload မယ် rocket ကို reload အဲ့ဒါအဓိက damage ပြင်းနေဟာrocket ကြီးကဒီထဲမှာ damage အပြင်းဆုံးလို့ပြောရမှာပဲโอเคနောက်တစ်ခု sniper ဒီ sniper reload မယ်โอเคโอเคရပြီအဲ့ဆိုရင် reload ပြီးကျွန်တော်တို့ key set test ဆက်မယ်ဓာတ်စီဆိုင်မှာကျွန်တော်လိုရတဲ့ပစ္စည်းများရှိမလားမသိဘူးအဲ့ဒါတော့ကြည့်ရအောင်ကျွန်တော်တို့လိုရတဲ့ပစ္စည်းရတော့မရှိဘူးပေါ့ကွာဒါမှလည်းကျွန်တော်တို့အစားအသောက်တွေအများကြီးရလာ bread တွေရော cookie ရောအဲ့ဒီပြင်ကိတ်မုတ်ကပါအစ်စ်ပါလာလိုင်းသွားနေနဲ့ရှေ့မှာကတရားတွေ့တရားတွေ့ရောသွားမယ်ဟုတ်နောက်တရားအောက်မှာတော့ zombie ကနဲတာမဟုတ်ရှိနိုင်တယ်ဟုတ်ဟိုမှာ sign board တခုတော့တွေ့အဲ့တော့ကျွန်တော်တို့တွက်ကြည့်မယ်နဲလက်ပြန်โอเคsign board ကြီးကွယ်နေအဲ့ဆိုရင်တော့စပက်တော့ပါတော့မယ်